တနေ့ပြီးတနေ့စင်ကယ်ကောင်းလဲမှုတွေကလိမ့်ဆန်တွေကိုရွေးလဲသွားလာခြင်းပြန်ထမ်းခြင်းနဲ့ကျွမ်းကျင်လိမ္မာခြင်းတို့ကိုထိန်းချုပ်ဖို့အတွက်ကောင်းမွန်ပြီးအလွန်မြင့်ထိရောက်တဲ့ဖြည့်ရှင်းနည်းတွေကိုတီထွင်နိုင်စေခဲ့ပါတယ်။အထူးသဖြင့်တီထွင်သူတွေဟာသူတို့ရဲ့ထုတ်ကုန်တွေကိုတင့်လျော်တဲ့ပုံမှန်တရံဖြစ်အောင်ကြိုးစားပြီးစက်ရုပ်တွေကိုတိတ်ဆန်တွေရဲ့အားသာချက်တွေဂုံပေးစားထားအောင်တဲ့ဝေဒတို့ကိုအံ့အားသင့်စေမယ်အံ့ဩဖွယ်ရာတိတ်ဆန်စက်ရုပ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရောက်စက်ရုပ်ကွေးလေးအိုင်ဘိုရဲ့ဇီအိုက်ကထူးခြားပြီးပိုင်ရှင်ကသူ့ကိုဘယ်လိုပြောထောင်မလဲဆိုတဲ့အပေါ်မှာမူတည်ပါလိမ့်မယ်။အိုင်ဘိုဟာပိုင်ရှင်ရဲ့စီကျုံမှုကိုရရှိခဲ့တဲ့လောက်ဆောင်ချက်တွေကိုမှတ်ထားပြီးအဲ့ဒါတွေကိုထပ်လုပ်ဖို့ကြိုးစားပါတယ်။ဒီတွင်သူတွေရဲ့ရည်ရွယ်ချက်ကတော့ဒီစက်ရုပ်ကိုတက်နိုင်တဲ့လောက်အသက်ဝင်အောင်လုပ်ကိုပါပဲ။မျက်လုံးနေရာမှာရှိတဲ့ခန္ဓာပြင်တစ်ခုကအိမ်မွေးလိမ့်ဆန်ရဲ့စိတ်ရှင်တွေပေါ်မှာမူတည်ပြီးစိတ်ခံစားမှုတွေကိုဟောပြပါတယ်။ခွေးတွေဟာပိုင်ရှင်ရဲ့ပြည့်ပြည့်မှုကိုတုံ့ပြန်ပြီးအားပေးတဲ့စကလုံးတွေနဲ့မျက်နှာပေါ်ကအပြုံးတွေကိုတောင်းမှတ်မိပါတယ်။ဘောလုံးနဲ့ကစားပြီးလက်ကွက်အသစ်တွေကိုတောင်းဆက်ရထက်သက်စွာဂိမ်းယူတတ်ပါတယ်။သူ့ကိုဒေါ်လာ2899နဲ့ပိုင်ဆိုင်နိုင်ပါတယ်။ရောင်းဝေဆက်ရုပ်တွေအားလုံးကစေရသက်သက်အတွက်ရည်ရွယ်ထားတာတော့မဟုတ်ပါဘူး။ဥပမာအားဖြင့်ပထမတစ်ချက်ကြည့်လိုက်ရင်တော့ကြောက်စရာကောင်းတဲ့ပုံလန်းဖြစ်နေပါတယ်။ဝေဆက်ရုပ်ရဲ့တောင်ဝန်ကတော့အလုံးမြင့်မြတ်ပြီးသူဟာဘယ်သူမှဝင်လို့မရတဲ့နေရာတွေမှာလူတွေကိုရှာဖွေခဲ့စေပြီးမယ်။ဥမာအဖြစ်ငလင်လှုပ်ပြီးရနောက်အပျက်စီးတွေအောက်မှာဒါမှမဟုတ်တပ်ထုတွေမတော်တဆမှုတွေလူတွေသွားလာဖို့ခက်ခဲတဲ့နေရာတွေမှာရှာဖွေခဲ့စေပြီးပါပဲ။ကျွမ်းကျင်သူတွေအားလုံးကအနာဂတ်မှာဒီလိုကဲတဲ့တမဟာကဘာတော်မှာလိုအပ်တာတဲ့ပိုပြီးလိုအပ်လာလိမ့်မယ်ဆိုတာယုံကြည်ရကြအောင်ခင်ဗျာ။စက်ရုံနဲ့2011ခုနှစ်ကကဘာကြီးဟာပထမဆုံးစက်ရုံငှက်ကိုတွေ့မြင်ခဲ့ရပါတယ်။ဒီစက်ရုံဟာပင်လယ်ပြောင်ငှက်ကြီးအပတ်ဒရော့ကိုတူပါပြီးသူ့ရဲ့အမွှေးတောင်ပါတဲ့မူလာငှက်လိုပဲတိကျကျရွေးလျပြန်ဝဲပြီးပြန်တန်းနိုင်တာကြောင့်မြင်ကွင်းကထူးခြားအောင်လေ1ကီလိုမီတာအတွင်းအမြင့်1ကီလိုမီတာအထိတက်နိုင်ပါနဲ့ဒီမြင့်မှာတော့သူတို့ကိုတကယ်ငှက်အစ်စ်တွေနဲ့လုံးဝခွဲခြားလို့မရဘူးစစ်တပ်ကဒီကိုရုံးမျိုးကိုသူတို့အတွက်မကန်တီးခဲ့ရတော့ထူးဆန်းပါခင်ဗျစက်ရုပ်ပစင်းBionic Opta ကိုဂျာမနီပညာကုမ္ပဏီ Esto ကထုတ်ဖော်ပြသခဲ့တယ်။ Bionic Opta ဟာအပြည့်အဝအလုံးလုံးနိုင်တဲ့စက်ရုပ်တစ်စင်းတစ်ကောင်ပါ။သူဟာရှေ့ဘုသားမကနောက်ပြန်မှပြန်နိုင်ပါတယ်။တနေရာထဲမှာရပ်ဝန်းနေနိုင်ပြီးတကယ်ပစင်းလိုပဲဘေးတိုက်တောင်ပြန်နိုင်ပါတယ်။သူရဲ့မိတ်ဆက်ပွဲဟာစက်ရုပ်အင်ဂျင်နီယာပညာရပ်မှာကြောက်တဲ့ရှီလန်တလန်တိုးတက်မှုကိုပြသလိုက်တာပါ။ Bionic Opta ဟာတဘာဝတိုင်းရှိတဲ့ပစင်းရကတဲ့ကြီးပါနဲ့။အရှိ19လက်မရှိပြီးတောင်မဲ့အကျယ်က29လက်မကျော်ရှိပါတယ်။ဒါပေမဲ့သူ့ရဲ့ပါလာတဲ့ကိုယ်တဲ့အပေါ်မှာတေးချစီအလုံးလုံးတဲ့တောင်မဲ့နှစ်စုံအနှဲငယ်လုံးလုံးတဲ့အပြာရောက်ကောင်းတို့နဲ့တကယ်ပစင်းနဲ့တော်လေးတူပါတယ်။သူ့ရဲ့လေးတင်ကအံ့ဩစရာကောင်းလောက်အောင်185ဂရမ်ပဲရှိပါ။ပြောင်းဘက်ဒေါ်စက်ရုပ်ဒီစက်ရုပ်ကတော့အမေရိကန်ရှေ့နေတပ်သားတွေရဲ့အိမ်မက်တွေကိုကောက်တယ်ဖော်ပေးထားတာဖြစ်ပြီးဒီလက်ထောက်စက်ရုပ်ကိုတီးတက်ဖန်တီးထားပါအရင်ကစစ်သားတွေကိုယ်တိုင်ဆွဲခဲ့ရတဲ့ဝန်တော့ဝန်ပိုးအားလုံးကိုသူကပယ်ဆောင်ပေးပါတယ်ပုံမှန်နေပြောရရင်တော့သူကခွေးတစ်ကောင်နဲ့တိတ်မတူပါဘူးဒါပေမဲ့သူကကီလိုဂရမ်900အထိတင်ဆောင်နိုင်ပြီးလူတစ်ယောက်နောက်ကိုလိုက်နိုင်ပါတယ်ဒီခွေးဟာတနာရီကို25ကီလိုမီတာအမြင့်နှုန်းထိရောက်အောင်သွားနိုင်ပါတယ်ဒီစက်ရုပ်ကိုဖွံ့ဖြိုးတိုးတက်အောင်နဲ့ပုံမကောင်းမှုအောင်ရုပ်ထောင်နေစေဖြစ်ပြီးမကြခင်မှာအမေရိကန်စစ်တပ်ကရှီလေးချောင်းတောက်စစ်သားတွေကိုရရှိတော့မှလည်းဖြစ်ပါခင်ဗျာစက်ရုံကပထမဆုံးပြောနိုင်တာကတော့ဒီစက်ရုပ်ကလွန်လာပါတယ်။နောက်ကအဆင့်မြင့်တဲ့တီဖြူမှုတွေနဲ့အတူငါးတွေရဲ့အမွေကျင့်တဲ့လှုပ်ရှားမှုအလုံးကိုအပြည့်အဝတူပနိုင်တာကြောင့်တကယ်ငါးအဆင့်နဲ့လွယ်တကူမှားနိုင်ပါတယ်။ဒီနေ့ကမှတော့ဒီလိုစက်ရုံကဒါဇင်ပေါင်းများစွာကိုအရွယ်အစားမျိုးစိတ်အမျိုးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။သူတို့ကိုသုံးချတာတော့ဒီကအဖြစ်ထော်ပြေးတစ်ခုအတွက်ဖြစ်ပြီးဒီလိုစက်ရုံငါးတွေနဲ့ပြည့်နေတဲ့ငါးပြတိုက်တွေဟာအထင်ကြီးစရာကောင်းတာတဲ့ပို့ပါခင်ဗျာ။စက်ရုံရေကူလှပပြီးလိုက်ဖက်ညီတဲ့လိမ့်ဆက်စက်ရုပ်တွေကတခုကတော့ဒီရေကူစက်ရုပ်ပဲဖြစ်ပါတယ်။သူကတကယ်ရေကူနဲ့အလွန်တူပြီးစက်မှုစံတဲ့ပုံစံအနှဲငယ်ရှိပါတယ်။သူ့ကိုငါးပြတိုက်ထဲမှာကြော်ပြေးတက်ကနေပင်လယ်ပြင်မှာတမောတွေနဲ့လေရင်တွေကိုလမ်းညွန်ပေးတဲ့ရေဟောင်းရေဒီယိုကြောက်စုအဖြစ်လှုပ်ဆောင်တဲ့အထိနေပယ်များစွာသုံးပုနေပါတယ်။ရေကူဟာတင့်တဲ့အမြန်နှုန်းနဲ့ကူးခတ်နိုင်တယ်လို့တနေရာထဲမှာရက်နေနိုင်ပြီးတင်းထန်တဲ့ရေစီးချောင်းတွေပိုတောင်သူ့ကိုအနှောက်အယှက်မပေးတဲ့ရောက်လင်းမိုင်ငမန်းစက်ရုပ်စင်ကာပူအမျိုးသားတက္ကသိုလ်ကသူတွေတီတွေဟာလင်းမိုင်ငမန်းတွေရဲ့ကူးခတ်ပုံစံကိုတူပထားတဲ့ရေအောက်စက်ရုပ်မက်တာဒရော့ကိုခန့်ပေးခဲ့ပါတယ်
ဒီစက်ရုပ်လင်းပိုင်ကမန်းဟာသူ့ရဲ့ကိုယ်တဲ့အရှင်နှစ်ဆရှိတဲ့အမြန်နှုန်းနဲ့ကူးခတ်နိုင်ပြီးအချိန်10နာရီအထိအလုံးလုံးနိုင်ပါတယ်။နာဂတ်မှာတော့ရေအောက်ဆောက်ရေးအတွက်အသုံးပြုနိုင်ခြင်းရှိပြီးမန်တာဒရော့ကိုတီထွင်ဖို့ရေစီးနဲ့ပတ်သက်တဲ့ယူပဗေဒကိုနက်နက်လေးလာပြီးတဲ့နောက်တောင်ပန်ဒီဇိုင်းအမျိုးပေါင်း40ကိုစမ်းသပ်တာအပါအဝင်စမ်းသပ်မှုများစွာလုပ်ဆောင်ပြီးနှစ်ကျော်ဒီဇိုင်းဆွဲခဲ့ရပါတယ်။နောက်ဆုံးမှာစက်ရုပ်ပေါ်မှာတက်ဆင်လိုက်တဲ့တောင်ပန်တွေကတော့ PVC ပြားတွေနဲ့ပြုလုပ်ထားတဲ့ပျော့ပြောင်းတဲ့ရေဘက်တောင်ပန်တစ်သုံးပဲဖြစ်ပါတယ်။ဒီတောင်ပန်တွေဟာရေကူးကန်နဲ့စမ်းသပ်ခဲ့ရမှာကောင်းမွန်တဲ့ထိန်းချုပ်နိုင်စွမ်းနဲ့ကူးခတ်နိုင်စွမ်းကိုရရှိခဲ့ပါ။